ဟုတ်ကဲ့ညီမလေးမင်္ဂလာပါရှင်ညီမလေးရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ညီမနာမည်ကမေစုချိုပါဟုတ်ကဲ့ပါညီမလေးကဒီ Helix မှာပေါ့နော်ဘယ်တန်းကနေစပြီးတော့တက်ဖြစ်ခဲ့တာပါလဲရှင်ဟုတ်ကဲ့ညီမဒီ Helix ကိုပေါ့နော်2023 March လကနေ Pre-IGCSE Year 8ကနေပြီးတော့ပေါ့နော် IGCSE ပြီးရထိတက်ဖြစ်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးကျောင်းကြီးအများကြီးရှိတဲ့နေရာနေပြီးတော့ပေါ့နော် Helix ကိုရွေးချက်ပြပုံလေးကိုလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ညီမဒီ COVID တွေပါပြီးတော့ gap ဖြစ်နေတဲ့အချိန်မှာပေါ့နော် online တွေပဲတက်နေတဲ့အခါကျတော့အမေက campus တက်စီချင်တာနဲ့ IGCSE ကျောင်းနေစုံစမ်းတဲ့အခါမှာ Helix ကလည်းလို့အစားတင်ပြကောင်းတယ်ပေါ့နော်ပြီးတော့ညီမတက်ချင်တဲ့အချိန်နဲ့လည်းဖွင့်နေရတဲ့တက်ဖြစ်ခဲ့ရပါရှင်ဟုတ်ကဲ့ပါညီမလေးအင်္ဂလိပ်စာပေါ့နော် language B လိုမျိုးခက်ခဲတဲ့ဘာသာရပ်မှာညီမလေးအနေနဲ့အမှတ်အများဆုံးရအောင်ဘယ်လိုမျိုးစူးစမ်းခဲ့ရလဲရှင်ဟုတ်အဲ့လိုမျိုးအမှတ်အများဆုံးရအောင်ဆိုပြီးတော့စူးစမ်းခဲ့ရမျိုးမဟုတ်ဘူးပေါ့နော်ညီမပြောမှဆို EFF ကလည်းအဲ့လိုမလုပ်ဖြစ်တဲ့ဘာသာတွေမှာလည်းပါတယ်တခြားဟာတွေပို့ပြီးလုပ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ intensive ကာလရောက်တဲ့ခါကျတော့ EFF ကလုံးမရတော့မယ်ပေါ့တခြားဘာသာတွေကကျတော့အဲ့လိုမျိုးလုံးဝလုံးတော့ရရပေါ့နော် math science တွေလုံးဝလုံးတော့ရတဲ့ခါကျတော့ EFF ကကျတော့အဲ့လိုမျိုးမရတဲ့ခါကျတော့အမှလုပ်ဖြစ်တယ်ပြီးတော့ညီမအဓိကအဲ့လိုmore tax ပြီးရောပေါ့နော် final မဖြစ်ခင်2ပတ်လောက်မှာအဲ့ဒီနေ့တိုင်းပေါ့နော် examiner reports တွေဖတ်ဖြစ်တယ်ပြီးတော့လို့ပေါ့ကောင်းတဲ့ high ဆို inspire ယူပြီးတော့မကောင်းတဲ့အမှတ်တွေဆိုလည်းညီမကိုရေးထားတဲ့ high နဲ့ရှင်ပြီးတော့မှကိုဘယ်လိုရေးတင်လဲဆိုတာကိုလိုမျိုးလုပ်ပြီးတော့ပေါ့နော်ညီမကြီးက EFF ကဟိုလိုမျိုးအများကြီးချရေးနေရတဲ့ passive လုပ်ဖြစ်တာများပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေး IGCSE ဘာသာရပ်တွေထဲမှာပေါ့နော်ညီမလေးအနေနဲ့ဘယ်ဘာသာကိုအားရဆုံးဖြစ်မလဲရှင်အားရဆုံးဆိုတာထက်ကိုညီမအားတန်တာတော့အဲ့လို science ဘက်တွေကိုအားတန်တယ်ပေါ့နော်ညီမအဲ့ဒါလည်းခဏလုပ်ဖြစ်တယ် IGCSE မှာလည်းညီမ science ၄ဘာသာလုံးပေါ့နော် physics chemistry bio human bio ကိုလည်းယူထားတဲ့အတွက်ကြောင့်မလို့ညီမscience ကလည်းစိတ်ဝင်စားတယ်ကြိုက်တော့နှစ်တိုင်းနီးပါး pass တွေပါတယ်လို့ဖြစ်တဲ့ခါကျတော့ science ဘက်ကိုအားတာမယ်ထင်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးဟုတ်ညီမလေးအနေနဲ့ပေါ့နော် IGCSE ဒီတစ်ခေါက်ပေါ့နော် result ထွက်လာတဲ့အခါမှာဘယ်ဘာသာရပ်တွေမှာ Helix ရဲ့ higher maths ကိုရခဲ့လဲညီမလေးဟုတ်ကဲ့English language B ပေါ့နော် EFL မှာ Helix ရဲ့ highest mark ကိုရခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးရဲ့အခုပေါ့နော်အနာဂတ်ပေါ့နော်ပညာရေးအစီအစဉ်လေးတွေလည်းပြပြပေးပါအောင်ရှင်ဟုတ်အခုကညီမဒီစင်ကာပူပိုလီမှာပေါ့နော် chemical engineering တက်ဖို့ရှိရယ်ပိုလီပြီးလို့ရှိရင်ဒီစင်ကာပူရဲ့ government uni တွေမှာပဲ undergraduate တက်ပြီးတော့ပေါ့နော်ဟုတ် career ဘိုင်းကိုကြာတယ်ဒီ chemical engineering နဲ့ဆိုင်တဲ့ career ဘိုင်းကို pursue လုပ်ဖို့ရှိပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးအခုလိုဖြေချပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါရှင်